အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မဝေးရငရုတ်တီးပဲဖြစ်ပါတယ်အခုဖတ်ပြပေးခြင်းတဲ့စာအုပ်လေးကလူသဘောလူမနောအပိုင်းတက်လေးပဲဖြစ်ပါတယ်အခန်းတက်ညနေခင်းနေအောင်ကြည့်သည်မြို့၏အခမ်းအနားဆုံးသောခြံကြီးတစ်ခုအတွင်သို့တစောင်းကျနေသည်ခြံဝင်းအတွင်းရှိမြက်ခင်းပြင်စိမ့်စိမ့်ထက်တွင်အဖြူရောင်ထီးများစပွဲဝိုင်းများဖြင့်ခင်းကျင်းထားသည့်ညနေခင်းလက်ဖက်ရည်ဝိုင်းသည်မြို့မျက်နှာဖုံးလူကြီးလူကောင်းများ၏စုပ်သီးရပဲဖြစ်သည်ဦးမင်းကောင်ကတော့အမြဲတမ်းဆံပြပါပဲဗျာအခုလဲမိဘမဲ့ KR အတွက်အလှူငွေ300ဆိုတာနဲတဲ့ပမာဏမှာမဟုတ်တာဘေးနားမှာလူတယောက်၏မြောက်ပင်စကားကိုဦးမင်းကောင်ကတိမ်မွေ့စွာပြောရင်းကောင်းငိမ့်ပြလိုက်သည်ဝစ်စုံပြည့်တရက်စွာဝစ်စင်ထားသောသူ၏ပုံစံသည်တည်ငြိမ်လုံးသဖြင့်မြည်သူမျှအပြစ်မမြင်နိုင်ထိုစဉ်ခြံဝင်းအတွင်းသို့ကားနှစ်ရောင်တစ်စီးဆက်ရောက်လာပြီးကားပေါ်မှဆင်းလာသူမှဥခန့်စော်ဖြစ်သည်ဟောခန့်စော်တော်ရောက်လာပြီပဲလာဗျာလာဦးမင်းကောင်ကဝမ်းသာအားရဟန်ဖြင့်ထိုင်ရာမှထကခရီးဦးကြိုပြုသည်သူတို့နှစ်ယောက်သည်ငယ်တငယ်ချင်းများဖြစ်ကြပြီးမြို့တွင်အခိုင်မာဆုံးမိတ်ဆွေများဟုလူသည်များကြသူများဖြစ်သည်ဥခန့်စော်ကလည်းလှိုက်လဲစွာပင်ဦးမင်းကောင်၏လက်ကိုစုပ်ကိုင်နှုတ်ဆက်သည်မင်းအလှပွဲကိုငါဘလို့လို့လော့နေမလဲမင်းကောင်ရမင်းကတို့မျိုးရဲ့ကုသိုလ်ရှင်ကြီးပါပဲနှစ်ယောက်သားတူကိုတူပြုံးကြည့်နေကြသည်ဘေးမှကြည့်နေသူများအတွက်ထိုပုံရိပ်သည်အလင်းကြည်ညူးစရာကောင်းသောမြင်ကွင်းတစ်ခုသို့သောဦးမင်းကောင်၏လက်ဘွားတွင်စုပ်ကိုင်ထားသောဥခန့်စော်၏လက်ချောင်းများမှာအေးဆက်နေပြီးဦးမင်းကောင်၏မျက်ဝန်းထဲမှအေးအယောင်တို့ကလည်းလက်ဖက်ရည်ခါထပ်ပင်ပိုမှောင်နေသည်ညစာကိုတော့ငါတို့နှစ်ယောက်တီးတန့်စားကြတာပေါ့မင်းနဲ့စကားပြောစရာကြီးအများကြီးပဲဦးမင်းကောင်ကဆိုလိုက်သည်တေးကြတာပေါ့ငါလည်းအဲ့ဒီအချိန်ကိုပဲစောင့်နေတာဥခန့်စော်၏အပြုံးသည်နှက်ခမ်းများတွင်သာရက်တန့်သွားခဲ့သည်လွန်ခဲ့သောနှစ်ပေါင်း30ကမြေမြုပ်ခဲ့ရသောအဖြစ်ပြက်တစ်ခုသည်သူတို့နှစ်ယောက်၏စိတ်မနှောတွင်အငွေ့တလူလူထွက်နေစေဖြစ်သည်ကိုမြည်သူများမသိကြထိုညကမင်းကောင်ကြောင့်ဘဝပြတ်ခဲ့ရသောသူ၏မိသားစုတေတွင်ထဲရောက်ခဲ့ရသောသူ၏အကိုဖြစ်သူထိုရာအားလုံးတွင်အတိုးချပြီးပြန်ဆက်ရန်ဥခန့်စော်သည်ဤမျက်နှာဖုံးကိုဆယ်စုနှစ်3ခုတိုင်တက်ဆင်းခဲ့ရသည်အခြားတစ်ဖက်တွင်လည်းဦးမင်းကောင်သည်ဥခန့်စော်၏လက်ကိုဆွဲကင်ထားရင်းစိတ်ထဲမှကောက်ကျစ်စွာရေရွနေမိသည်မင်းငါ့ကိုတတ်ချင်နေတာငါသိရပေါ့ခန့်စော်အားဒါပေမဲ့မင်းကိုယ်တိုင်ငါချီဘွားအောက်ကိုရောက်လာအောင်ငါခင်းထားတဲ့လမ်းမှာမင်းပျော်ပျော်ကြီးရှောက်ခဲ့စမ်းပါညနေခင်းလေပြေအေးသည်အေးမြနေတော့လဲထိုလူကြီးလူကောင်းနှစ်ယောက်၏ကြားတွင်ပူလောင်လှသောအညိုတေးများစတင်အသက်ဝင်နေပြီဖြစ်သည်အခန်းနှင့်ဦးမင်းကောင်၏ခြံဝင်းထဲတွင်ကျင်းပခဲ့သောပွဲပြီးသွားတော့လဲပတ်ဝန်းကျင်တွင်ဟန်ဆောင်ကောင်းမှု၏အနံ့သက်များကကြံ့ရင်နေစေဖြစ်သည်ဥခန့်စော်သည်သူ၏စိန်ခံကားနောက်တွင်မိထိုင်အမှောင်တို့ကိုငေးကြည့်နေမိသည်သူ၏လက်ချောင်းများကဒူးပေါ်တွင်တင်ထားသောစာရွက်စာတမ်းအချို့ကိုတင်းတင်းဆုပ်ကင်ထားသည်ထိုစာရွက်များသည်ဦးမင်းကောင်၏စီးပွားရေးလုပ်ငန်းသစ်အတွက်လိုအပ်သောခွင့်ပြုမိန့်များဖြစ်သည်ဥခန့်စော်သည်ဩဇာရှိသူတဦးအနေဖြင့်ထိုခွင့်ပြုမိန့်ကိုအလွယ်တကူရအောင်ကူညီပေးခဲ့သည်သို့သောထိုကူညီမှုသည်စေနာမဟုတ်ဖြောင်ဖြူးသောလမ်းတစ်ခုတွင်မြေမြုံမိုင်းထောင်ထားခြင်းသာဖြစ်သည်ဦးမင်းကောင်ကတော့သူ့ကိုအာမခံမိတ်ဆွေဟုယုံကြည်ကအာကိုကြီးပြုံးပြနေခဲ့သည်လူတွေကသူတို့မြင်ခြင်းနဲ့အတိုင်းပဲမြင်ကြတာပဲဥခန့်စော်ကတိုးတိုးလေးရေရွတ်လိုက်သည်သူသည်ဦးမင်းကောင်၏သားဖြစ်သူမင်းတေဇအကိုလည်းသူ၏ကုမ္ပဏီတွင်အရေးကြီးသောယာထူးတစ်ခုပေးထားသည်မင်းတေဇကိုအောင်မြင်သောလူငယ်တူဖြစ်အောင်ပြိုးထောင်နေသည်ဟုမြို့ကန်များကချီးကျူးကြတော့လဲဥခန့်စော်၏မနှောတွင်မင်းတေဇကိုလောင်းကစားနှင့်အပျော်ပါး၏ကြေးကျွန်ဖြစ်အောင်တဖြည်းဖြည်းချင်းတွန်းပို့ရန်စီစဉ်နေသည်ခန်း3အချိန်များဒီဝီကုန်လာသည်မြို့ပေါ်တွင်ဦးမင်းကောင်နှင့်ဦးခန့်စော်တို့၏မိတ်ဆွေဖြစ်မှုကပုံမူခိုင်မာလာသည်ဟုထင်ရသည်ဦးမင်းကောင်သည်အလှူတန်းများဇက်တိုက်လှုပ်ဆောင်ရန်မြို့၏ဖခင်ကြီးဟုပင်အမည်တွင်လာသည်သို့သောသူ၏အလွန်ငွေများမှာဒေသခံလယ်သမားများထံမှ
မတရားသိမ်းယူထားသောမြေခွက်များပေါ်မှာရရှိသောသွေးစွန်းသည့်ငွေများဖြစ်ကြောင်းမည်သူမျှမသိကြတညတွင်ဦးမင်းကောင်သည်သူ၏လျှို့ဝှက်အခန်းတွင်၌တယောက်တည်းထိုင်နေစဉ်ဦးခန့်စောပေးပို့လိုက်သောလက်ဆောင်ပလင်းကိုဖွင့်လိုက်သည်ဝိုင်အင်းနီရောင်သည်ဖန်ခွက်ထဲတွင်သွေးကဲ့သို့ရဲရဲနေနေသည်ဦးမင်းခေါင်သည်ထိုဝိုင်ကိုတောင်းရင်းပြုံးလိုက်သည်သူ၏ဦးခန့်စော၏အကိုကိုလွန်ခဲ့သောနှစ်ပေါင်းများစွာကဘလိုနည်းဖြင့်ထောင်ထဲသို့ပို့ခဲ့သည်ကိုပြန်လဲအမှတ်ရနေခြင်းဖြစ်သည်မင်းကငါ့ကိုကျေးဇူးရှင်ဆိုပြီးပြုံးပြနေတော့လားခန့်စောမင်းရဲ့အမုန်းတွေကိုမင်းဖုံးထားနိုင်တယ်လို့ငါရဲ့ရက်စက်မှုကိုလည်းမင်းမမြင်နိုင်သေးပါဘူးသူတို့နှုတ်စလုံးသည်အမုန်းတရားကိုမြေဩဇာကျွေးကတဦးနဲ့တဦးလှည့်ဆိုင်အောင်မြင်မှု၏တောင်ထိပ်သို့အပြိုင်တက်နေကြသည်အခန်းလေးပရိပက္ခ၏အရေးအယောင်များကစတင်လာသည်ဦးမင်းကောင်၏လုပ်ငန်းစုများတွင်ငွေကြေးပျောက်ဆုံးမှုများဖြစ်ပေါ်လာပြီးထိုပြဿနာ၏နောက်ွယ်တွင်ဥခွန့်စော၏လူများကပညာသားပါဖြင့်ကြိုးကိုက်ထားကြသည်သို့သောဥခန့်စောသည်လူကိုယ်တိုင်လာရောက်ကတကယ်ချင်းမပူနဲ့ငါရှိတယ်ဆိုကငွေကြေးအမြောက်များထုတ်ချေးပေးခဲ့သည်ထိုငွေချေးပေးမှုသည်ဦးမင်းကောင်၏ဘဝကိုအဆုံးစွန်ထိဝါမျိုးမိမာယာကြော်ဝင်းဖြစ်သည်ဥခန့်စောသည်ဦးမင်းကောင်၏သားဖြစ်သူမိတေစာကိုလည်းရာဇဝတ်မှုတစ်ခုတွင်ပတ်သက်မိအောင်အကွက်ချစီစဉ်ထားပြီးဖြစ်သည်မြို့ကန်လူတို့ကမူထိုလူကြီးနှစ်ဦး၏အပြန်အလှန်ရိုင်းပင်းမှုကိုကြည့်ကဒီလောက်ချစ်ကြတဲ့တငယ်ချင်းတွေရှိပါဦးမလားမိတန်းကြသည်တကယ်တော့ထိုချစ်ချင်းများ၏အောက်ခြေတွင်တဦးနှင့်တဦးအပိုင်းပိုင်းခုတ်ထစ်ချင်နေသောအညိုတရားများချော်ရည်များကဲ့သို့စီးဆင်းနေသည်ခန်းကမူသေးထန်စွာရွာသွန်းသောညတညတွင်ဇလန်း၏အချိုးကိုကြီးတစ်ခုစတင်ခဲ့သည်ဦးမင်းခေါင်၏အိမ်တော်တွင်မီးများငြိမ်းသွားပြီးအမောင်တို့ကလွှမ်းမိုးသွားသည်ဥခန့်စောသည်ထီးတစ်ချောင်းနှင့်အိမ်ထဲသို့ဝင်လာသည်သူ၏မျက်နှာတွင်အမြဲတမ်းရှိနေတတ်သောနူးညံ့သည့်အပြုံးသည်ယခုညတွင်လုံးဝပျောက်ကွယ်နေသည်သူသည်အေကန်းအလယ်တွင်ထိုင်နေသောဦးမင်းကောင်၏ရှေ့၌ရက်လိုက်သည်ဦးမင်းကောင်ကလည်းမတုံမလှုပ်ပဲပြန်ကြည့်နေသည်နှုတ်စလုံးမျက်လုံးထဲတွင်မာယာမျက်နှာဖုံးများကွာကျနေပြီဖြစ်သည်35နှစ်လုံးကြာခဲ့ပြီမင်းခေါင်ငါကိုမင်းတတ်ခဲ့တဲ့နေ့ကစပြီးငါဒီနေ့စောင့်နေခဲ့ဥခန့်စောကအီးဆက်ဆက်အတန်ဖြင့်ပြောလိုက်တယ်ဦးမင်းကောင်ကခတူတူရဲသည်မင်းကလည်းငါစီကအဲ့ဒီစကားကိုကြားခြင်းလို့အကြာကြီးဟန်ဆောင်ခဲ့ရတာ哦အေးဒါပေမဲ့မင်းငါစီကိုလာနေတဲ့လမ်းကြောင်းအတိုင်းမှာငါအစိတ်တွေဖြန်းထားခဲ့တယ်ဆိုတာမင်းမသိဘူးလားထိုညတွင်သူတို့နှုတ်ကြအမုန်းတရား၏စစ်ပွဲသည်ပွင့်လင်းစွာစတင်ခဲ့ပြီဖြစ်သည်သို့သောမြို့ပြင်ကလူတွေအတွက်သူတို့နှုတ်ချစ်လာစွာသောမိတ်ဆွေအရင်များဖြစ်နေစေဟုထင်ကြသည်လူသဘောလူမတော်၏ကြောက်ခွဲကောင်းမှုဟာအိန္ဒိယတွင်အစပြုခဲ့ပြီဖြစ်သည်အခန်း6မိုးချင်းတန်ကြီးကမြို့တစ်မြို့လုံးတုန်ခါသွားစေတော့လဲဦးမင်းခေါင်၏အေကန်းကျဲကြီးတွင်မူတေမင်းတမျှတိတ်ဆိတ်ချင်းသာသာကြီးစိုးနေသည်မိဆိုင်များမှထွက်ပေါ်နေသောအဝါရောင်ဖြော့ဖြော့အလင်းအောက်တွင်ဥခန့်စော၏မျက်နှာသည်ကြောက်ရွံ့တစ်ခုကဲ့သို့အေးဆက်ခတ်ထန်နေမင်းပြောတဲ့အစိတ်ဆိုတာငါကုမ္ပဏီတွေကိုမင်းသွင်းထားတဲ့လူယုံတွေကိုပြောတာလားမင်းခေါင်ဥခန့်စောကပြောရင်အိတ်ကက်ထဲကဓာတ်ပုံတစ်ပုံကိုစပွဲပေါ်သို့ပြစ်တင်လိုက်သည်ထိုပုံထဲတွင်ဦးမင်းခေါင်၏လူယုံနယ်နှင့်ဥခန့်စော၏အတွင်းရေးမှုတို့လျှို့ဝှက်တွေ့စင်တော်ပုံဖြစ်သည်မင်းငါ့ကိုပြိုလဲအောင်စောင့်နေခဲ့တယ်လို့ငါကလည်းမင်းရဲ့ကွက်လက်တွေကိုလိုက်ဖာနေခဲ့တာငါ့ကိုအလဲထိုးဖို့မင်းသုံးခဲ့တဲ့ငွေတွေအားလုံးဟာတကယ်တော့ငါကိုယ်တိုင်မင်းလက်ထဲရောက်ထည့်ပြီးခဲ့တဲ့အပူငွေတွေပဲဦးမင်းကောင်၏မျက်နှာအနေငယ်ပြတ်သွားသည်သူအမြဲတမ်းအပေါ်စီးကနေကစားနေသည်ဟုထင်ခဲ့သမျှအခုတော့တဲတဲရေသွန်ဖြစ်သွားရပြီလားသို့တော့သူသည်ကဘာရင်မြေခွေးအိုကြီးတစ်ကောင်ပဲချက်ချင်းပင်ဟန်မပြတ်ပြန်လဲပြုံးလိုက်နိုင်သည်မင်းကတော်သားပဲခန့်စောအေးဒါပေမဲ့မင်းမေ့နေတာတခုရှိတယ်
ငါရဲ့အောင်မြင်မှုဆိုတာငွေတွေနဲ့ပဲတိဆောက်ထားတာမဟုတ်ဘူးအာဏာနဲ့တိဆောက်ထားတာမင်းငါ့ကိုငွေကြီးရဒုက္ခပေးနိုင်ပြီမင်းရဲ့သားဖြစ်သူကောင်းမြတ်ကိုတော့မင်းဘယ်လိုကဲမလဲထိုစကားကြောင့်ဦးခန့်စော်ကြီးမျက်ခုံးများတွန့်ချူသွားသည်မင်းဘာလို့ဆိုလိုရလဲကောင်းမြတ်အခုဘယ်မှာလဲဆိုတာမင်းသိလားသူအခုမြို့ပြင်ကကိုတော်တစ်ခုရောက်နေပြီအဲ့ဒီမှာငါလူတွေကမူရည်စေဝါအထုပ်ပေါင်းယာနဲ့ချီပြီးအစင်းသင်းပြင်ထားကြတယ်နောက်15မိနစ်နေရဲတွေရောက်လာတော့မင်းရဲ့တူဒီတော့သားမြို့မျက်နှာဖုံးရဲ့သားအဖြစ်ကနေမူရည်ရစာအဖြစ်တညတည်နဲ့ပြောင်းလဲသွားပြီဦးမင်းကောင်ကြီးစကားမှာအစိမ်လူထားသောမြားတဲ့ကဲ့သို့ဦးခန့်စော်ကြီးရှင်ပဲတဲ့စိုက်ဝင်သွားပြီသူသည်ဦးမင်းကောင်ကြီးသားကိုဖြတ်စည်းနေသည်ဟုထင်တော်လဲဦးမင်းကောင်ကမူသူ၏နှလုံးသားဖြစ်သောသားဖြစ်သူကိုတိုက်ရိုက်ပြစ်မှတ်ထားခဲ့ခြင်းဖြစ်သည်မင်းတကယ်ရုံနာပါတာပဲမင်းကောင်ရုံမာတာမဟုတ်ဘူးခန့်စော်ဒါကိုလူမနောလို့ခေါ်တယ်ငါတို့နှစ်ယောက်အပြိုင်ဆိုင်တက်ထားတဲ့မျက်နှာဖုံးတွေအောက်မှာတကယ်မိစ္ဆာတွေဖြစ်နေကြတာကြာပြီပဲဦးမင်းကောင်သည်ဝိုင်ခွက်ကိုမြောက်ကဦးခန့်စော်ကိုဂုံပြုတ်သလိုလှုပ်ပြလိုက်သည်အပြင်တွင်မိုးကပိုးသေးလာသည်ဤညသည်သူတို့နှစ်ဦးကြားကဆယ်စုနှစ်ချီသောမုံတရားများပေါက်ကွဲလာသည့်ညတညဖြစ်သလိုမိသူကပိုးရုံမှနိုင်သည်ကိုအဖြေထုတ်မိညလည်းဖြစ်သည်ဟုတ်ကဲ့ဒါလေးကတော့အပိုင်း1ပဲဖြစ်ပါတယ်အပိုင်း2ကိုတော့စောင့်မျှပါဒီကြားထဲမတင်ပြတာကျွန်တော်ဖျားဖူးသွားတာရဲ့နေမကောင်းဖြစ်နေတာရဲ့အကြောင်းပေါ့နော်အခုတော့အတန်တော်အခြေအနေစိုးနေအားလုံးပဲကျေးဇူးတင်ပါတယ်